တတိနဲ့ပညာဟာတရားနာတဲ့အချိန်မှာအရေးပါဆုံးသောကုသိုလ်နှစ်ပါးပဲဖြစ်တယ်စာပေကျမ်းကမှာပညာပုပ္ပင်ကမာယတတိယဖြင့်စနာဝဋ္ဌရဏသမထတာတရားချစ်ခင်သူတော်စင်များအနေနဲ့ပညာဥဆောင်တဲ့တတိနဲ့စကလုံးအကြောင်းအရာစသည်ကိုအာယုစူးစိုက်ပြီးတော့မှတ်သားကြရမှာဖြစ်ပြီးတတိပုပ္ပင်ကမာယပညာယအထဝဘောဓနာသမထတာဆိုတတိဥဆောင်တဲ့ပညာနဲ့အနေအဓိပ္ပာယ်ကိုထိုးတွင်သိနိုင်မှာဖြစ်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့ယဉ်နဲ့နှလုံးထဲမှာရှိတဲ့တတိနဲ့ပညာဒီနှစ်ခုကိုတိုးမြင့်ထားဖို့မြင့်မအောင်အာယုစူးစိုက်ဖို့ပြီးတဲ့အခါမှာကြောင်းကျိုးဆင်ခြင်သုံးသပ်ဖို့ဓမ္မသာလည်းတတိပညာနှစ်ရပ်ပေါင်းစပ်မှကောင်းမြတ်တဲ့ရလဒ်အကျိုးတွေကိုရရှိမှာဆိုတာတတိထားရမှာဖြစ်တယ်ပေါ့တန်တရားထဲမှာတောင်းတဲ့ဆုမှန်သမျှအကောင်းကြည့်မရဘူးဆိုအကောင်းကြည့်မရဘူးဆိုတာဆုတောင်းတဲ့လူတွေကများသောအားဖြင့်အကောင်းဆုတောင်းတာများတယ်သို့တော်ယမယံခါလူတွေရဲ့စိတ်နေသဘောထားဟာပြောင်းလဲသွားပြီးတော့အကောင်းလို့တောင်းပြီးတော့အဆိုးဖြစ်သွားတာတွေလည်းရှိတယ်ဆုတောင်းတယ်ဆိုတာအခြေခံအစွမ်းထက်တဲ့ကုသိုလ်ကောင်းမှုတွေသို့မဟုတ်အကုသိုလ်တွေယဉ်ထဲမှာဖြစ်ပြီးတော့အဲ့ဒါကိုအခြေခံပြီးတော့တောင်းကြတာဖြစ်တယ်အခြေခံကောင်းရင်ကောင်းတဲ့ဆုဖြစ်ပြီးအခြေခံမကောင်းရင်မကောင်းတဲ့ဆုလည်းဖြစ်တတ်တယ်ကုသိုလ်ဘက်မှာဆိုရင်တဒါတတိသမာဓိပညာဆိုတဲ့ဒီလေးမျိုးတဒါဆိုတဲ့ယုံကြည်မှုတတိဆိုတဲ့အာယုစူးစိုက်မှုသမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုနဲ့ပညာလို့ဆိုတဲ့ကွယ်ကွယ်ပြားပြားနားလည်သဘောပေါက်မှုဒီတရားတွေဟာကုသိုလ်ဘက်မှာအာယုံကိုစူးစိုက်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့တရားတွေပဲဖြစ်တယ်သူတို့ကိုအခြေခံလိုက်လို့ရှိရင်မိမိတို့တောင်းတဲ့ဆုဟာပို့ပြီးတော့ကောင်းလာတဲ့အနေအထားမျိုးရှိတယ်အကုသိုလ်ဘက်မှာတစ်ဖက်ကြည့်မယ်ဆိုလို့ရှိရင်တဏှာဆိုတဲ့တရားအဝိဇ္ဇာဆိုတဲ့တရားဒိဋ္ဌိဆိုတဲ့မာယွင်းတဲ့အယူအဲ့ဒီတဏှာအဝိဇ္ဇာဒိဋ္ဌိဆိုတဲ့တရားတွေဟာလည်းပဲအာယုန်ထဲမှာနစ်မြုပ်ပြီးတော့အာယုန်ထဲမှာစူးစိုက်တတ်တဲ့ဆွဲမြဲတဲ့အကုသိုလ်တရားမျိုးတွေဖြစ်တယ်အဲ့ဒီတဏှာအဝိဇ္ဇာဒိဋ္ဌိဆိုတာဥဆောင်ပြီးတော့ဆုတောင်းရင်လည်းကိုလိုချင်တဲ့ဆုဖြစ်တော်လည်းပဲကိုအကျိုးသူ့အကျိုးနှမျိုးလုံးကိုပျက်စီးစေတတ်တဲ့ဆုတောင်းမျိုးလည်းဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့ဆုတောင်းတယ်ဆိုတာတတ္တတတိပညာသမာဓိဆိုတာတွေဥဆောင်ပြီးတော့တောင်းရင်အထိုင်လျောက်ကောင်းတာရပြီတဏှာဒိဋ္ဌိအဝိဇ္ဇာဥဆောင်လိုက်ရင်တော့ဆိုးချိုးကိုပေးတတ်တဲ့ဆုတောင်းမှုတွေဆုတောင်းတတ်တယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဓမ္မပဒအထေခရာကာလီဆိုတဲ့ဝတ္ထုမှာမာယွန်းနဲ့အတွေးတွေနဲ့
အိမ်တော်ပဲချင်းတူတဲ့အမျိုးသမီးနှစ်ယောက်ရဲ့ဇာတ်လမ်းကဒီဒိဗေကိုထင်ရှားစေအမျိုးသားတစ်ဦးနဲ့အိမ်တော်ပြုတဲ့အမျိုးသမီးနှစ်ဦးတဦးကရိုးသားတော်လည်းပဲတဦးကမယုံမသာဒုက္ခပေးဖို့လုပ်လို့ရှိအပြင်မှကြည့်ရင်တော့တဦးပေါ်တဦးကျင်ညာတဲ့ကျင်နာတဲ့သဘောတရားရှိတော်လည်းပဲအတွင်းစိတ်ကကောင်းနေသည့်အတွက်ကြောင့်အကျဉ်းတရားမဟုတ်ဘူးလှည့်စားမှုသာဖြစ်သွားတယ်ပေါ့နော်လှည့်စားမှုနဲ့မလုပ်တယ်လေအိန္ဒိယနိုင်ငံမှာထုံးစံပထမဇနီးကသာသမီမထွန်းကားသည့်အတွက်ကြောင့်မိသားစုတွေကမကြိုက်ဘူးမျိုးဆက်ပြတ်သွားမှဆိုးတယ်ဒါကြောင့်မို့ဒုတိယအိမ်တော်တစ်ခုပြုတ်တယ်အဲ့ဒီအိမ်တော်ပြုတ်လို့နောက်အိမ်တော်ကသာသမီထွန်းကားလို့ရှင်ရှေ့အိမ်တော်ကအခွင့်အရေးတွေအလုံးဆုံးသွားမှာဖြစ်တယ်အဲ့ဒီအခွင့်အရေးဆုံးမှာကိုကြောက်လို့နောက်အိမ်နောက်နဲ့လည်းသာသမီမရအောင်ဆိုပြီးအကောက်ညံနဲ့လှည့်စားပြီးဒုက္ခပေးခဲ့တာပဲသာသမီဖတ်မတင်အောင်သာသမီမရအောင်ကြံဆောင်ပြီးလုပ်တယ်နောက်ဆုံးကြတော့နောက်အိမ်တော်ဟာပထမအိမ်တော်မျိုးသမီးရဲ့လက်ချက်နဲ့ကလေးပြက်ကြပြီးတော့လူကြီးပါဆုံးရှုံးသက်ဆုံးသွားတယ်အဲ့တော့ပထမအိမ်တော်ရဲ့လက်ချက်ဆိုတာကိုသိပြီးတော့ဒီအချိန်မှာတဦးနဲ့တူမေတ္တာပြတ်သွားပြီးသေဆုံးကနေမှမကောင်းတဲ့ဆုတောင်းလိုက်တယ်နောက်ဘဝကြရင်သာသမီနဲ့တကွနင်းကိုစားနိုင်တဲ့သူဖြစ်ပါစေဒေါသအခြေခံပြီးတော့သူလိုချင်တဲ့ပတ္ထနာအဝိဇ္ဇာကြောင့်ဒေါသဖြစ်တယ်ဒေါသဖြစ်လို့ကောင်းမဲ့ထင်ပြီးတော့တဏှာနဲ့ဆုတောင်းလိုက်တယ်ဆုတောင်းလိုက်တော့တည်တဲ့အခါမှာအဲ့ဒီအိမ်မှာကြောင်မသွားဖြစ်တယ်ခုနကအကောက်ကျန်တဲ့ပထမအိမ်တော်မျိုးသမီးဟာလည်းပဲသူ့ကြောင့်သိရတယ်ဆိုပြီးသူလည်းပဲရိုက်ကြနှက်ကြနဲ့သိဆုံးသွားတယ်သိဆုံးသွားတော့အဲ့ဒီအိမ်မှာသူကကြက်မသွားဖြစ်တယ်ကျမကဥတိုင်းမွေးတိုင်းကျောင်းမကလာစားတယ်သဝိတ္တအာဟာရဒိဋ္ဌိကအစာစားလို့စားတာမဟုတ်ဘူးမုန်းတီးတဲ့စိတ်နဲ့ဆုတောင်းမကောင်းတဲ့ဆုတောင်းကြောင့်နောက်ဆုံးမှာကျမကိုတောင်းမဲ့ကျောင်းမကဖမ်းပြီးတော့တတ်စားပလိုက်တယ်ခါသီးတဲ့အမုံကရင်ထဲမှာရှိနေအဲ့ဒီတော့ကျက်မကသေကန်ဒီတခါဆူတောင်းသွားပြန်တယ်နောက်မှကြတော့နင့်ကိုသာသမီနဲ့ကွာငါကနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေသူ့အလှလောကလူတွေက revenge လို့ခေါ်တယ်ကလေးစားချေတာဝါသနာပါကြတယ်ဒီခါတော့ငါအလှဒီခါတော့အရင်တော့ကမင်းအလှဒီခါငါအလှပဲဆုတောင်းမြန်တယ်သူကမကောင်းတဲ့ဆုတွေတောင်းတော့ပြန်ပြီသာသမီနဲ့ကမင်းကိုနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဆိုမကောင်းတဲ့ဆုကလည်းပြည့်တယ်ဘယ်ရောက်သွားတော့ဆိုတောထဲမှာကျက်တစ်မှသွားဖြစ်တယ်တာကောင်စားတဲ့ရက်စတဲ့တာကောင်မျိုးသွားပြီးတော့ဖြစ်တော့ကြောင်မကဘာသွားဖြစ်တုံးဆိုသမင်မသွားဖြစ်ရပြန်
တွေ့ကြပြန်ပြီတခါသမီးမွေးတိုင်းကြားစားတယ်ဆိုသမီးမွေးရင်ကြားစားရင်ကျက်တဲ့ကဒီသမီးမမွေးတာနဲ့ပဲစားလိုက်တာခါသီးတဲ့အမုန်းနဲ့စားတာဖြစ်တယ်နောက်ဆုံးကျတော့သမီးမကြီးကိုပါမချမ်းထားပဲနဲ့စားပြလိုက်တယ်အဲ့ဒီအချိန်မှာသမီးမကမျက်လုံးလေးကြောင်တောင်းတေကနီးဆဲဆဲလေးမှာဆုတောင်းသွားပြန်တယ်နောက်ဘဝကျတော့ဒင်းကိုနိုင်တဲ့သူဖြစ်ရပါလို့ဤဆိုအဲ့ဒီသမီးမကဘလူးမှသွားဖြစ်ပြန်တယ်ခုနကကျက်တစ်မကလူလာဖြစ်တယ်အဲ့တော့လက်စားချေတဲ့ဝါဒအသုံးချပြီးတော့ဆုတောင်းသွားလိုက်ကြတာမကောင်းတဲ့ဆုတွေတန်တရားထဲမှာကောင်းတဲ့ဆုတောင်းတာတောင်အကောင်းကြီးမရတော့သူတို့တောင်းလိုက်တာကအဆိုးကြီးပဲဖြစ်တော့ဒုက္ခပေးကြတာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာနှုတ်နဝကြေအေးပြီးအဲ့ဒီမှာလက်စားချေတဲ့ဇတ်လန်းဟာပြတ်သွားတယ်ဖះနဲ့မတွေ့ရင်ပြတ်မှာမဟုတ်ဘူးတန်တရားထဲမှာမကောင်းတဲ့ဆုတောင်းရင်လည်းပဲအထိုက်လျောက်ဖြစ်တယ်ဆိုတာဘာကြောင့်ဖြစ်လဲတဏှာရဲ့အဝိဇ္ဇာရဲ့ဒိဋ္ဌိရဲ့ဆိုတဲ့စွမ်းအားကြီးမားတဲ့ဒီသဘာဝတရားတွေဥဆောင်နေတာဖြစ်သောကြောင့်ကိုတောင်းတာတွေဖြစ်နေတတ်တယ်ဟုတ်ပြီတတ္ထာတတိသမာဓိပညာဆိုတဲ့ကုသိုလ်ဘက်ကစွမ်းအားကြီးတဲ့တရားတွေယင်ထဲမှာရှိလို့တန်တရားထဲမှာဆွတောင်းကြတယ်ဤကောင်းမှုကြောင့်လူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာရရှိခံစားရပါလို့ဤလူထဲမှာလည်းပဲစကြဝဠာမင်းဖြစ်ရပါလို့ဤနတ်ထဲမှာဆိုရင်လည်းတရားမင်းဖြစ်ရပါလို့ဤဆိုတဲ့ဆုတောင်းလူထဲမှာလည်းပဲတထေးတကြွယ်နတ်ဘဝရောက်ရင်လည်းမသေးမငယ်တကိုးကြီးတဲ့နတ်ဒီလိုဖြစ်ဖို့ဆုတောင်းကြတယ်ဆုတောင်းဆိုတာလူတွေဟာကောင်းတာလဲတောင်းတယ်မကောင်းတာလဲတောင်းတယ်ကြံ့ကြံ့ဖန်ဖန်ဆုတောင်းသေးတယ်ငှက်ဖြစ်ရင်လည်းတခိုင်းနဲ့ဖြစ်ပြရစီငှက်ဘဝတောင်မှဆုတောင်းလိုက်သေးတယ်နော်ဝက်ဖြစ်ရင်လည်းဝက်စခြင်းတစ်ခုတည်းမှစားပြရစီပြန်တောင်းသေးလားမသိဘူးအဲ့ဒါလို့မကောင်းတဲ့ဆုတွေကိုလည်းတောင်းထားရှိကြတယ်စေရနာရုပဋ္ဌနာတို့ဆိုတာစွမ်းအားရှိသည့်အတွက်ကြောင့်အခြေခံကိုအကြောင်းပြုပြီးတော့စေရနာစွမ်းအားတွေကြောင့်မို့လို့ဆန္ဒပြုတာတွေဟာအထိုက်လျောက်ဖြစ်သွားကြတယ်အေးစကြဝဠာမြဲဖြစ်ရပါလို့ဤတရားမင်းဖြစ်ရပါလို့ဤတို့တန်တရားထဲမှာတောင်းလိုက်တဲ့ဆုဟာအကောင်းကြီးရလာလို့ဆိုပေးရမှာဘယ်လိုအကောင်းမရတော့ဆိုသူမတောင်းတာတွေဒီထဲမှာပါတယ်စကြဝဠာမင်းဖြစ်ပြီးတဲ့အခါမှာစကြဝဠာမင်းဘဝရောက်ရင်လည်းပဲသူမလိုချင်တဲ့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေ့ရတာဒါဆုတောင်းတော့ကမပါဘူးဆုတောင်းတော့ကအိုခြင်းနာခြင်းသိခြင်းဆိုမပါဘူးသို့တော့တန်တရားထဲမှာဆုတောင်းကြည့်မကောင်းကျင်တာကိုမလိုချင်တာတွေရလာဒါကြောင့်မို့တန်တရားဆုတောင်းအကောင်းကြည့်မရဘူးအဆိုးနဲ့ပဲဆုံးတတ်တယ်